တန်းတာကိုမပိတ်ခင်နဲ့ဟုတ်လားကြောက်เสียကောင်းနေတော့ကြောက်เสียကောင်းနေရရှိနေပြကြောက်တဲ့ကောင်မပေါ့ရောက်ပါတယ်ဗျာရှိရင်ကြအိုက်ကြဒီပါဦးငါမြေဖို့ဘလူးလေးကြဒီလိုနဲ့သူ့ကိုခက်ခက်နဲ့ချွေးမွေးဆောက်ရှောက်လာခဲ့ရမှာဟောလမ်းလျှောက်တဲ့အရွယ်လေးရောက်ရောမိဘကိုယ်တိုင်ကသူ့ကိုမချွေးမွေးနိုင်တော့ငါသားတဲ့နင့်ကောင်ကကိုဝင်လည်းခက်ခက်လွယ်လာခဲ့ရခက်ခက်လည်းမွေးလာခဲ့ရခက်လည်းကျွေးမွေးပြုစုဆောက်ရှောက်လာခဲ့နင်ပါလို့ရှိရင်ငါမှထမင်းတောင်းမရဒါကြောင့်နင်လည်းခုကိုယ့်ဘကိုတောင်းတဲ့နေပြီပြခွက်တယ်လို့ကိုယ့်ဘကိုတောင်းကြတော့ငါနဲ့ကမလို့ကျွေးနိုင်တော့ဘူးမိဘကိုယ်တိုင်ကစွန့်ပြစ်ထားခဲ့ဒီလိုနဲ့ကလေးလေးကနော်မတ်တက်ပြေးလေးပေါ့လေလိုက်ပြီးတော့တောင်းရစားတော့အေးမယ်ဒီလည်းမရှိဟိုနာကဟိုရိုးလေးကောက်ဆိုလိုက်ဒီရိုးလေးကောက်ဆိုလိုက်ဒီလိုနဲ့လိုက်တောင်းရစားတော့ရင်းနဲ့သူ့အရင်ဘဝကနေခဲ့တဲ့နော်အာနန္ဒတရိဘဝကနေခဲ့တဲ့သူ့အိမ်ကြီးပြန်ရောက်သွားဒါကဘဝကမချားသေးတဲ့တော့ကလေးကဓာတိတရညဖြစ်ခဲ့တဲ့ဘဝကိုပြန်မှတ်မိအော်ဒါငါအိမ်မဲဆိုဒီပြန်မှတ်မိအဲ့ဒါနဲ့အိမ်ထဲဝင်သွားအိမ်ကလည်းတကားပေါက်၄ပေါက်ရှိပထမတကားပေါက်ကဝင်နေသူ့ကိုဘယ်သူမှမသိလိုက်ဒုတိယတကားပေါက်ကဝင်နေဘယ်သူမှမသိလိုက်တတိယတကားပေါက်ကဝင်နေဘယ်သူမှမသိလိုက်ဟောစတုတ္ထတကားပေါက်မြောက်ချတယ်သူ့ရဲ့ကမူလတိတိကမွေးထားတယ်သူ့ရဲ့